AI ကိုကျွန်တော်တို့ကသွားပြီးတော့ငါကတော့ဒီလိုလိုချင်တယ်ဒီတိုင်းဖြစ်အောင်လုပ်အာမင်ဒါကြီးကမှားနေစေရဲ့ငါဒီလိုမလုပ်နဲ့လို့ငါပြောထားတယ်လေစသဖြင့် line ပေါ်မှာကိုနံပါတ်ဆိုင်တဲ့နယ်ပယ်အများစုကိုလိုက်ပြီးတော့ဝင်အမွေနိုင်ဆုံးလူတွေကနံပါတ်1ဆရာ online ကလူတချို့နောက်နံပါတ်2ကတော့ marketing ကဆရာသမားတချို့ဖြစ်မယ်လို့ပြောရမယ်နဲ့တူပါတယ်ခုတလောကျွန်တော် line 3ရင်းနဲ့တွေ့လာတာက prompt တစ်ကြောင်းနဲ့ကျွန်တော်တို့ ERP system ကြီးရေးလိုက်တယ်တော့ပြီးသွားလို့ရှိရင်ကုတ်တစ်လုံးမှရေးစရာမလိုပဲနဲ့ကျွန်တော်တို့ application တွေ develop လုပ်လိုက်တယ်ဆိုတဲ့ဟာတွေကိုခက်စိတ်စိတ်ကြားလာတွေ့လာရတာဖြစ်ပါတယ်ဆိုတော့ဒီစကားတွေကမှန်တယ်လို့တော့ရှိတယ်ဒါပေမဲ့တကယ်တမ်းတော့မှားနေပါတယ် AI ကိုအသုံးပြုပြီးတော့ application တစ်ခုရေးလို့ရတယ်ဆိုတာမှန်ပါတယ် code base ကိုပဲခိုင်းအခြား AI တူများစွာရှိပါတယ် simple ရဲ့ဟာကိုအသုံးပြုပြီးတော့ကျွန်တော်တို့ခိုင်းလို့ရပါတယ်ဒါပေမဲ့ coding ဆိုတာကိုနားမလည်ဘူး software engineering ဆိုတာကိုနားမလည်တဲ့ဒုတိယအနေနဲ့ဒီ business domain ကိုတခါတည်း AI ကိုတိုက်ရိုက်ပြောပြီးတော့ရေးထားတဲ့ application တစ်ခုဟာတကယ် production grade software တခုလို့သတ်မှတ်ဖို့ခက်ပါတယ်ဒါကကိုယ့်ရဲ့ personal use or internet usage application တခုလို့ပဲသတ်မှတ်ရမှာဖြစ်ပါတယ်ဒါလို့ AI အားကိုးပြီးတော့ဖန်တီးထားတဲ့ application တခုကို publish မှာချပြလိုက်ပြီးတော့ကျွန်တော်တို့ user တွေများလာတဲ့အချိန်เนาะ future အသစ်တွေထပ်ထည့်ဖို့လိုတဲ့အချိန် security patch တွေပေးဖို့လိုတဲ့အချိန်မှာဒီ software code ကိုကျွန်တော်တို့ maintain လုပ်ရတဲ့အခါမှာပုံမှန်ထက်အချိန်ပိုကုန်မယ်လူရင်အားပိုကုန်မယ်နောက်ဆုံးမှာငွေကုန်ကြေးကျပိုများတာတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့် marketing ကဆရာသမားတွေအနေနဲ့ကိုယ်တိုင်အတွက်ဖြစ်စေကိုယ့်ရဲ့ team အတွက်ဖြစ်စေ AI တွေကိုစမ်းသပ်တာကောင်းပါတယ်။ကျွန်တော်တို့လည်းအမြဲတမ်းစမ်းသပ်သုံးစွဲနေရတာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ publish ကိုစာရေးပြီးတော့ဖြစ်စေစကားပြောပြီးတော့ဖြစ်စေပြောတဲ့အချိန်မှာတရားလုံးမပြောမိဖို့လိုပါတယ်။ကိုပြောလိုက်တဲ့စကားတစ်ခုကြောင့်တစ်ဖက်လူကနားလည်မှုလွဲသွားလို့ရှိရင်သူတို့အတွက်ထိခိုက်မှုတွေများစွာဖြစ်နိုင်တာမို့ဖြစ်ပါတယ်။အဲ့တော့ CTO တယောက်အနေနဲ့ဒီနေရာမှာကြံပေးရမယ်ဆိုလို့ရှိရင် coding အကြောင်းကိုဘာမှနားမလည်ဘူး software engineering ကိုဘာမှမသိထားဘူးဆိုတဲ့သူတယောက်က AI ကိုအသုံးပြုပြီးတော့တကယ် production grade application or system တခုတည်ဆောက်ဖို့ဆိုတာကဒါမဖြစ်နိုင်တဲ့လောက်ကိုခက်ခဲပါတယ်အဲ့တော့ကိုလိုချင်တဲ့ application ဒါမှမဟုတ် system တခုဖြစ်လာဖို့အတွက် vibe coding only နဲ့စူးစမ်းနေတာထက်ကျွန်တော်တို့ဒီ website အတွက်ဆိုလို့ရှိရင် webflow တို့ wordpress တို့ရှိတယ် application အတွက်ဆိုရင်flutter flow တို့လိုမျိုးဒီ low code no code platform တွေရှိတယ်ဒီ platform တွေမှာကျွန်တော်တို့ပုံမှန်အသုံးပြုရတဲ့ features တွေအတွက်ဆိုရင်ကိုယ်ဝင်ရေးဖို့မလိုဘူးပေါ့နော်ကျွန်တော်တို့ Figma မှာ design ဆွဲရသလိုပဲသက်ဆိုင်ရာ Lego block ပုံစံပေါ့နော်ဒီဟာကျွန်တော်တို့ UI လေးတွေကိုကျွန်တော်တို့ဆွဲချပြီးတော့မှရင်သူတို့ကိုချိတ်ဆက်ပြီးတော့အလုပ်လုပ်ခိုင်းရုံနဲ့ကိုလိုချင်တဲ့ဒါ website တွေ application တွေကိုလွယ်လွင်တကူဖန်တီးနိုင်နေပြီဖြစ်ပါတယ်အဲ့တော့ကုတ်တစ်လုံးမှရေးစရာမလိုဘူးပေါ့ဗျာနှစ်ချုပ်ပြီးရမယ်ဆိုရင်ဒါပေမဲ့ကျွန်တော်တို့ကကုတ်တစ်လုံးမှမရေးထားခြင်းတူပေမဲ့ရလက်တွေကွာခြားပါတယ် AI ကိုကျွန်တော်တို့ကသွားပြီးတော့ငါကတော့ဒီလိုလိုချင်တယ်ဒီတိုင်းဖြစ်အောင်လုပ်အာမင်ဒါကြီးကမှားနေစေရဲ့ငါဒီလိုမလုပ်နဲ့လို့ငါပြောထားတယ်လေစသဖြင့်ဒီဟာတွေကိုကျွန်တော်တို့မြန်မာလူတွေအင်္ဂလိပ်လူတွေ AI ကိုသွားပြောပြီးတော့ရေးထားတဲ့ကုတ်နဲ့စာရင်ကျွန်တော်စွမ်းသာပြောတယ် Webflow တို့ Flutter Flow တို့မှာသွားပြီးတော့ဒီ blog လေးတွေနဲ့ရေးလိုက်တာကပို့ပြီးတော့ meaningful ဖြစ်တဲ့နော် maintainable ဖြစ်တဲ့ကုတ်ကိုပို့ပြီးတော့ရနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ system ရဲ့နောက်မှာတကယ်ထူးချွန်ပြောင်မြောက်တဲ့ software engineer တွေ software architect တွေရှိတယ်။သူတို့ကိုယ်တိုင်ဒီ system တွေကို design လုပ်ထားပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအမှားလုပ်နိုင်ခြင်းနည်းတယ်။အမှားလုပ်မယ်ဆိုလို့ရှိရင်တော့မှအမှားလုပ်လို့ရတဲ့ဘောင်လေးတွင်းကနေလုပ်တာဖြစ်တဲ့အတွက်နောက်တစ်ချိန်မှာကျွန်တော်တို့ developer တွေအနေနဲ့ဝင်ပြီးတော့နော် maintain လုပ်ပေးရမယ်ပြင်ပေးရမယ်ဆိုလို့ရှိရင်အရင်လွယ်ကူတက်တာအဆင်ပြေစေမှာဖြစ်ပါတယ်။အဲ့တော့backend ဆိုတာဘာလဲမသိဘူး state management ဆိုတာဘာလဲမသိဘဲနဲ့ကိုလိုချင်တဲ့ business domain တွေကြီးကို AI ကိုဓာတ်ရိုက်ပြောပြီးတော့ရေးထားတဲ့ app တစ်ခုကတကယ်ဒီနည်းပညာကို software development ကိုနားလည်တဲ့သူတွေရဲ့ရှေ့မှာဆိုရင်ကြတော့အဲ့လောက်ကြီး high ဖြစ်မနေဘူးပေါ့နော်ဒီဟာကနောက်ခွဲမှာကုတ်တရားဘလို့ဖြစ်နေမယ်ဘလို့အလုပ်လုပ်ယုံပဲလုပ်ထားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ခန်းစားကြည့်လို့ရတယ်ပေါ့နော်တကယ်ပြောရမယ်ဆိုရင် junior တယောက်ဒေချာလေ့လာပြီးတော့ရေးထားတဲ့ tutorial app ကတော့မှဒီ vibe coding လုပ်ထားတဲ့ app တွေထက်ပိုပြီးတော့ကောင်းနေနိုင်တာမျိုးရှိနိုင်ပါတယ်အဲ့တော့ AI ဆိုတာ software engineer ဆိုတဲ့ position ကိုဓာတ်ရိုက်စိန်ခေါ်လိုက်တာဓာတ်ရိုက်အစားထိုးလိုက်နိုင်တာမျိုးမဟုတ်ပါဘူး software engineering software architect ဒီ level တွေမှာသူတို့ရဲ့အလုပ်ကိုပို့ပြီးတော့မြန်ဆန်နဲ့ပို့ပြီးတော့ကောင်းမွန်ပြီးနိုင်အောင်ကူညီပေးတဲ့ tools တစ်ခုဖြစ်ပါတယ်အဲ့တော့ software development ကိုခြေမြင့်နားမလည်ပဲနဲ့ AI နဲ့ကုတ်ရေးမယ်ပေါ့ဗျာရေးလို့ရတယ်သုံးလို့လည်းရကောင်းရနိုင်တယ်ဒါပေမဲ့ဒါတွေက production grade
app တွေမဟုတ်ပါဘူးဆိုတာကိုအဓိကဒီနေ့ဗီဒီယိုမှာမျှဝေပေးချင်တာဖြစ်ပါတယ်